ကားတော့ပြန်နောက်ဒီပြောတို့တမိုင်းဒီဝါထဲမှာဆိုလို့ရှိရင်ဗမာပြည်မှာဆိုလို့ရှိရင်ပြဿနာကိုရှင်းခဲ့တာဟာလေဒီဆယ်တော်တပါးရှိတယ်နော်လေဒီဆယ်တော်ရှင်းတဲ့ပုံစံတစ်မျိုးပြန်ပြောမယ်ဒါအတိကကြောမဟုတ်သေးဘူးနော်နိဗ္ဗာန်နော်နိဗ္ဗာန်ဒီပဏိလေဒီဆယ်တော်ရေးခဲ့တဲ့နိဗ္ဗာန်ဒီပဏိမှာသူကဘာပြဿနာရှိရလဲဆိုလို့ရှိရင်နိဗ္ဗာန်ဒီပဏိကိုဘာကြောင့်သူရေးရတာလဲဆိုလို့ရှိရင်သူ့ရှေ့မှာဟောရွှေကျင်ဆရာတော်နော်ရွှေကျင်ဆရာတော်ကနိဗ္ဗာန်ဂါမိနိပရိပဒါလားမသိဘူးနိဗ္ဗာန်ပါဠိလိုနိဗ္ဗာန်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုသူဆရာတော်ကရေးချလိုက်တယ်ကြမ်းထုတ်လိုက်တယ်စာအုပ်ထုတ်လိုက်တယ်ဒါနော်အဲ့တော့အဲ့မှာသူကရွှေကျင်ဆရာတော်နိဗ္ဗာန်ကိုရုပ်ထူးနံတူဂုံတိတာရှိတယ်ပေါ့နော်နိဗ္ဗာန်ဟာရုပ်ထူးနံတူတွေနဲ့ရှိတယ်ဆိုတဲ့အကြောင်းရွှေကျင်ဆရာတော်ကရေးချလိုက်တာနော်ရေးချလိုက်တော့အဲ့ဒီရွှေကျင်ဆရာတော်ရဲ့နိဗ္ဗာန်ကိုမြို့ပြင်ကြီးဆရာတော်ကလက်မခံဘူးနော်ဒီဘက်ကများသောအားဖြင့်သူ့တို့မှာဆရာတော်တွေဘက်ကနေအဲ့ဒါသူ့အယူဆကိုလက်မခံဘူးတကယ်တော့သူ့နိဗ္ဗာန်မှားတယ်ပေါ့လေပြောချင်တာနော်အဲ့တော့မြို့ပြင်ကြီးဆရာတော်ကအဘိဓမ္မာရကောက်ဆိုရမှာချရကောက်ထရေးတယ်နော်အဘိဓမ္မာရကောက်ဆိုရင်တကယ်ပြောချင်တာကအဲ့နိဗ္ဗာန်အကြောင်းကိုအဲ့မှာပြောတယ်မြို့ပြင်ကြီးဆရာတော်ကရွှေကျင်ဆရာတော်ရဲ့နော်ပထမရွှေကျင်ဆရာတော်ရဲ့နိဗ္ဗာန်အယူဆတွေကမှားနေတယ်ဆိုတာမျိုးအဘိဓမ္မာရကောက်ကျမ်းကြီးမှာထည့်ရေးရောအဲ့တော့နိဗ္ဗာန်ကပြဿနာတက်နေပြီနော်ယဟန်လောကမြန်မာပြည်မှာရွှေကျင်ဆရာရဲ့နိဗ္ဗာန်နဲ့မြို့ပြင်ကြီးဆရာရဲ့နိဗ္ဗာန်ဆိုရမှာအယူဆတွေကနှစ်မျိုးဖြစ်နေပြီနော်အဲ့တော့ယဟန်နေများသောအားဖြင့်နိဗ္ဗာန်ကိုယူဆခဲ့တာလည်းအဲ့လိုပေါ့လေနော်ရုပ်ထုနံတူးလို့လည်းယူဆခဲ့တာမဟုတ်ဘူးရုပ်ရှိသလားမရှိသလားဒါမို့လဲပြောတာမဟုတ်ဘူးပေါ့နော်ကိလေသာမရှိတာဒါမို့လေးရိုးရအနေနဲ့ပဲဒီလိုပဲပြောခဲ့ကြတာအဲ့တော့နိဗ္ဗာန်နဲ့ပတ်သက်လို့ပြဿနာတွေတက်နေရဟန်းနေကြားထဲမှာနော်ရဟန်းနေကြားထဲမှာလူတွေကြားထဲမှာဝိဝါဒရွှေကျင်ဆရာတော်ရဲ့နိဗ္ဗာန်ကတစ်မျိုးမြို့ပြင်ကြီးဆရာတော်ရဲ့နိဗ္ဗာန်ကတစ်မျိုးနော်အဲ့လိုဆိုတော့ဘယ်နိဗ္ဗာန်မှန်တယ်လဲဆိုတဲ့ဟာမျိုးနိဗ္ဗာန်ပြဿနာတက်နေတယ်ပေါ့ပြောချင်တယ်နော်ဘယ်ဆရာတော်ရဲ့နိဗ္ဗာန်အမှန်လဲနိဗ္ဗာန်ကဘယ်လိုဟာလဲဆိုတဲ့ပြဿနာရှိတယ်အဲ့ဒါကိုဝိသုဒ္ဓံဆရာတော်ကဝိသုဒ္ဓံဆရာတော်နဲ့လေဒီဆရာတော်နဲ့ကသူကဒီပဲရင်နယ်သားတွေနယ်တူတယ်နေတူတော့ယင်းနှီးကြတယ်သူတို့နော်လေဒီဆရာတော်ကဒီပဲရင်ဆရာဝိသုဒ္ဓံဆရာတော်နဲ့ယင်းနှီးတယ်တွားဟိုသူ့တပည့်ပန္တိတလေဒီပန္တိတဥမောင်ကြီးတောင်ဝိသုဒ္ဓံဆရာတော်ဒီလွှတ်ပြရမှာတက်ကရတန်ခိုင်းနေတာလေနော်အဲ့တော့လေအဲ့လိုပေါ့နော်လေဒီဝိသုဒ္ဓံဆရာတော်ကလေဒီဆရာတော်ကိုနိဗ္ဗာန်အကြောင်းရေးပါအောင်လို့လျှောက်ထားတာအဲ့တော့လေဒီဆရာတော်ကအဲ့ဒီအချိန်တုန်းကသူကတီကာကျော်စာအုပ်ကိုရေးပြီးပြီတီကာကျော်စာအုပ်ကိုရေးပြီးတဲ့အချိန်မှာတီကာကျော်နဲ့ပတ်သက်လို့သူပလောညံသွားပြီပေါ့နော်ဗမာပြည်မှာတီကာကျော်နဲ့ပတ်သက်လို့တီကာကျော်ရဲ့အမှားတွေထောက်ပြဝေးပါနဲ့ဒါ analysis မတတ်နော်အဲ့ဒီမှာလည်းပဲဒါလေဒီဆရာတော်ရေးတဲ့research format ကြတာတွေပြောတာပါနော် research format ကြတာဒါနိဗ္ဗာန်အကြောင်းဆိုရင်နိဗ္ဗာန်ပြဿနာရှိလို့သူရေးဟိုဝိတ္တရအောင်ဆရာတော်ကရေးခိုင်းလို့နိဗ္ဗာန်အကြောင်းကိုရေးတယ်အဲ့တော့ဘယ်ဆရာတော်မှနိဗ္ဗာန်ဒီပဏိကိုဖတ်ကြည့်နော်ရွှေကျင်ဆရာတော်ရဲ့နိဗ္ဗာန်ကိုလည်းမပုတ်ခတ်ဘူးမပုတ်ခတ်တာလည်းအဲ့လိုပေါ့လေနော်ဟိုလေဝိတ္တရအောင်ဆရာတော်ကိုအာနာတာမျိုးလည်းပါမယ်နော်သူရှေ့မှာကတီကာကျော်တုံးကတော့စကလုံးရင်းတီးတီးကြီးတွေနဲ့ကြမ်းတမ်းပေါ့လေနော်နင်းပြောပြမှရေးခဲ့တာဖြစ်တော့ပွက်လောညာနေပြီးတော့သူဒီနောက်တစ်ကြမ်းကြတော့လဲအဲ့လိုကြီးပွက်လောညာအောင်တိတ်မရေးခြင်းလို့လားမသိပါဘူးတက်ညာနဲ့ရွှေကျင်ဆရာတော်ရဲ့နိဗ္ဗာန်ကဘလို့မြို့ပြင်ကြီးဆရာတော်ရဲ့နိဗ္ဗာန်ကဘလို့ဆိုပြီးဟိုမှာရှေ့ပိုင်းမှာပေါ့နော်နိဗ္ဗာန်အယူဆတွေဘလို့ဝင်ရှိညာတော့လဲပေါ့နော်ရှိညာတော့လဲဆိုပြီးမှနောက်ပိုင်းကျတော့ तू ကဘာပြောလဲဆိုတော့အဲ့ဒီကြမ်းမှာဆို तू ကဆရာတော်ရေးသွားတဲ့ပြဿနာဖြေရှင်းပုံလေးကတော်တော်ကောင်းတယ်နော်နိဗ္ဗာန်ဒီပဏိမှာဘလို့လဲဆိုလို့ရှိရင်နိဗ္ဗာန်အကြောင်းတွေပြောသွားတယ်နော်ရှေ့ရရွှေကျင်ဆရာတော်ကိုလည်းမပုတ်ခတ်ဘူးဟိုမြို့ပြင်ကြီးဆရာတော်လည်းမပုတ်ခတ်ဘူးဘယ်သူမှမပုတ်ခတ်ခဲ့မဲ့နဲ့သူတို့အယူဆလေးတွေတော့ထုတ်ပြတယ်ထုတ်ပြပြီးရမှာဟို तू ကတော့ဆရာတော်ကတော့ဟိုလို့တော့အပြင်ကနိဗ္ဗာန်ယူဆတွေတော့မထုတ်ပြတော့ဘူးပေါ့နော် literature review မှာအပြင်ကဆရာတော်ရဲ့များသောအားဖြင့်အပြင်ကဟာတွေကိုမဟာယာနတို့ဘာတို့ညာတို့အမျိုးတွေကိုထုတ်မပြတော့ဘူး literature review မှာအဲ့လောက်ကြီးတော့ထုတ်မပြဘဲနဲ့ तू ကဆရာဘယ်ဆရာရဲ့နိဗ္ဗာန်ကဘလို့ဆိုပြီးနည်းနည်းထောက်ပြတာမျိုးလောက်ရှိပြီးရမှာနောက်ပိုင်းကျမှ तू ကဘလို့နိဗ္ဗာန်အကြောင်းတွေပြောသွားပြီးရမှာနော်တက်ကျွယ်တဲ့ပါတဲ့နော်ပါဠိတော်ထာဂရတီကာတွေတဲ့ပါတဲ့နိဗ္ဗာန်အကြောင်းတွေပြောသွားပြရမှာနိဗ္ဗာန်ဘလို့ပဲအယူဆနေသည်ဖြစ်စေပေါ့နော်သူပြောတော့တာနောက်ဆုံးကျတော့နောက်ဆုံးမှာသူပြဿနာကိုရှင်းတော့တာဘလို့ရှင်းသွားလဲဆိုတော့နိဗ္ဗာန်ရောက်ကြောင်းကတော့မဂ္ဂင်၈ပါးပဲပေါ့နော်မဂ္ဂင်၈ပါးကိုကျင့်ရင်နိဗ္ဗာန်ကိုရောက်မှာနိဗ္ဗာန်ရောက်လို့ရှိရင်နိဗ္ဗာန်ဟာဘလို့ဟာလဲဆိုတာတက်ကြမတ်ကြသိပြီပေါ့နော်အဲ့တော့နိဗ္ဗာန်ရောက်အောင်ကျင့်ပေါ့နိဗ္ဗာန်ရောက်ကြောင်းကဒီလမ်းပဲမဂ္ဂင်၈ပါးလမ်းပဲအဲ့တော့ဒီမဂ္ဂင်၈ပါးလမ်းတိုင်းကျင့်လို့ရှိရင်နိဗ္ဗာန်ကိုရောက်မှာနိဗ္ဗာန်ရောက်ရင်နိဗ္ဗာန်ဟာဘလို့ဟာလဲဆိုတာသိပြီပေါ့နော်
အဲ့တော့ तू ကနိဗ္ဗာန်ကိုဘလို့ဟာဘယ်လိုနိဗ္ဗာန်မှာလို့ဆရာတော်ကချပြမသွားဘူးနော်ချပြမသွားဘူးဘာလို့လဲဆိုတော့ဟိုရွှေကျင်ဆရာတော်ကနိဗ္ဗာန်ကဘလို့မြို့ပြင်းကြီးဆရာတော်ကနိဗ္ဗာန်ဘလို့လို့ချပြသွားပြီဒါပေမဲ့လေဒီဆရာတော်ကဘလို့ဘယ်နိဗ္ဗာန်ကမှန်ပါတယ်အစိုက်တဲ့ပြင် तू ကရေးမပြသွားဘူးဒါပေမဲ့ဘာပြောသွားလဲဆိုတော့နိဗ္ဗာန်ရအောင်ကျင့်နိဗ္ဗာန်ရောက်ကြောင်းတာကျင့်မဂ္ဂင်၈ပါးအကျင့်လမ်းစဉ်ကိုတော့ကျင့်လို့နိဗ္ဗာန်ကိုရောက်ရင်ဘယ်နိဗ္ဗာန်ဟာဘလို့ဟာလဲဆိုတာတကြမကြသိပြီပေါ့ထိတ်တဒိဋ္ဌမတ္တexactly သိပြီပေါ့အဲ့လိုပြောသွားတယ် तू ကနိဗ္ဗာန်ဓိပတိအဲ့တော့ပြဿနာကိုရှင်းရပြဿနာကိုဟုတ်လားရှင်းသွားတာက तू ကဘယ်နိဗ္ဗာန်ကမှန်တယ်လို့ပြောပဲနဲ့နိဗ္ဗာန်ရောက်ကြောင်းပဲကျင့်လို့နိဗ္ဗာန်ရောက်သွားရင်ဘာနိဗ္ဗာန်ဘလို့ဟာဆိုတာသိရပြီပေါ့ तू ကအဲ့လိုပြောအဲ့တော့ဒါနိဗ္ဗာန်ဓိပတိကိုရေးတဲ့ပြဿနာနိဗ္ဗာန်ပြဿနာရှာနိဗ္ဗာန်မှာပြဿနာ problematic issue ကိုပြောတာအဲ့မှာနော်ဒါလေဒီဆရာတော်ရဲ့နိဗ္ဗာန်ဓိပတိဒါ research problematic issue ရှိတယ်နောက်ပရမတ္ထဓိပတိနောက်ပရမတ္ထဓိပတိကလည်းအဲ့လိုပဲတီကာကျော်ပေါ့လေနော်တီကာကျော်ရေးတဲ့ဟာဆိုပရမတ္ထဓိပတိပရမတ္ထဓိပတိဆိုရင်လည်းသူကဘာလဲဆိုတော့တီကာကျော်ဝေဖန်တာဒါကတော့ analysis ဝေပဲနော် analysis critical method ပေါ့နော်ဒီရှေ့ဟာတီကာကျော်ကြီးကိုအမှားတွေကို200ကျော်ထောက်ပြပြီးဝေဖန်ပြီးရမှာဘလို့ဟာပါမှားပါတယ်သူရှေ့တီကာကျော်ယူဆခဲ့တဲ့ယူဆမှားတယ်ဘလို့ဖြစ်ရမှာပါဆိုပြီးရမှာဝေဖန်ပြီးရမှာရေးချသွားတာပေါ့နော်ဒါလည်းဒါအမှားကိုရှေ့ကျန်းကအမှားကိုထောက်ပြပြီးအမှန်ကဒလို့ပါဆိုပြီးသူကအဲ့လိုသုံးသပ်ပြီး analyze လုပ်ပြီးရမှာရေးချသွားတာဒါလည်း problematic issue ရှိတာပဲသူကအမှားရှိလို့ correction လုပ်တာပေါ့နော်အမှားရှိလို့ရှေ့ကျန်းကအမှားရှိလို့ဒီလိုတီကာကျော်ရေးထားတဲ့ဒါတွေမှားပါတယ်ဒီလိုမှမှန်တာပါဆိုပြီးမှ analysis လုပ်ပြသွားတာဒါလည်း problematic issue ရှိလို့ရေးတာအဲ့လို problematic issue ရှိရမှာပေါ့နော်အဲ့တော့ lady ဆရာတော်ရဲ့ပရမတ္ထဓိပတိ problematic issue ရှိတယ်နိဗ္ဗာန်ဓိပတိ problematic issue ရှိတယ်နောက်ပါလဲတန်ကဟိုယောမဆရာတော်ရဲ့ပရိဒတ်တိကာနော်ပရိဒတ်တိကာလည်းဒါ problematic issue ရှိတယ်ဒါပေမဲ့ problem တွေကတော့တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော် problem ညင်းကတော့တစ်ခုနဲ့တစ်ခုမတူဘူးအပြီးပရိဒတ်တိကာမှာရှိတဲ့ problem ကသုံးနှစ်တုပ်ကိုပရိတ်သုံးနှစ်တုပ်ကိုအဖွင့်မရှိသေးလို့သူထပ်ဖွင့်ပါတယ်ဆိုပြီးမှရေးတယ်နော်အဲ့လိုတီကာကျော်ကြတော့ဗာလဲဆိုလို့ရှိရင်ရှေ့တီကာကျော်ရဲ့အမှားတွေကိုအမှားတွေရှိနေလို့200ကျော်ရှိနေလို့ဒါတွေကိုထောက်ပြဝေဖန်ခြင်းလို့မဟုတ်ရေးပါတယ်ပေါ့ဒါလေဒီဆရာရဲ့ပရမတ္ထဓိပတိကနောက်နိဗ္ဗာန်ဓိပတိကြရှေ့ဆရာနှစ်ပါးနိဗ္ဗာန်ဝါဒပြနေလို့မို့နိဗ္ဗာန်ဟာဘလို့လဲဆိုတာကိုအဆုံးဖြတ်တကယ်တော့အဆုံးဖြတ်ပေးရမယ်ကြမ်းမယ်ဒါပေမဲ့ဆရာတော်ကအဆုံးဖြတ်မပေးဘူးမပေးဘဲနဲ့နိဗ္ဗာန်ရောက်ကြောင်းကိုပဲကျင့်နိဗ္ဗာန်ရောက်ရင်နိဗ္ဗာန်ဟာဘလို့ဟာဆိုတာသိရပါပြီဆိုပြီး solution of problem ပဲတခုကတော့နော်ဒါဆရာတော်ရေးသွားတဲ့ solution of problem တခုပဲပြဿနာကိုရှင်းပြပေးသွားတာဒါပေမဲ့ဘယ်ဟာမှားတယ်ဘယ်ဟာမမှားဘူးဘယ်ဆရာမှားတယ်ဘယ်ဆရာမှန်တယ်လို့သူပြောသွားတာမဟုတ်ဘူးနိဗ္ဗာန်ရောက်အောင်တော့ကျင့်နိဗ္ဗာန်ရောက်ရင်နိဗ္ဗာန်ပါဆိုတာသိလိမ့်မယ်ဆိုတာအဲ့တော့ပြဿနာရှိရမယ်ပေါ့ဗျာနော်ရေးမဲ့အကြောင်းအရာကပြဿနာရှိရမယ်ပြဿနာပေါ်မှာအခြေခံပြီးနောက်ခံအဲ့ပြဿနာရဲ့နောက်ခံအကြောင်းအရာကိုရှင်းပြတာဒါဒီပလန်ဏိဒမ်းပဲအဲ့တော့ဏိဒမ်းမှာပါမလဲဆိုပြဿနာရဲ့နောက်ခံအကြောင်းအရာပါမယ်ပြဿနာရဲ့နောက်ခံပြဿနာခေါင်းစဉ်ကတော့ပြောမယ်ဆိုတော့ခေါင်းစဉ်မှာကတော့ဟိုနာမည်ကဒီပြဿနာတွေ့ပြီနောက်ခံအကြောင်းအရာနားလည်ပြီအဲ့မှာဒီပြဿနာကိုရေးမယ်ဘယ်လိုရေးမှလဲပေါ့နော်ဘယ်ပုံစံနဲ့ရေးမှလဲအဲ့တော့ဘယ်ပုံစံနဲ့ရေးမှလဲဆိုတာဒါကိုသုံးမဲ့မတ်တပ်ပေါ်မှာမူတည်တာပေါ့နော်ဒါတွေကရွေးချယ်ပြီးရမှာအဲ့လိုအဆင်ပြေသလိုလေးခေါင်းစဉ်ကိုပေးသွားလို့ရတယ်အဲ့လိုခေါင်းစဉ်နာမည်ရတော့ပေါ့လေနော်အဲ့တော့ခေါင်းစဉ်ပေးတာကတော့အဓိကသိပြီးရမှာဟိုကတော့ proposal မှာတော့ခေါင်းစဉ်ကတင်ပြရမှာဖြစ်တယ်အဲ့တော့ခေါင်းစဉ်နာမည်မပေးခင်မှာနောက်ခံနယ်ပယ်ကိုရှာပြဿနာအကြောင်းအရာကိုရှာပြဿနာရှာရမယ်ဘယ်ပြဿနာလဲအဲ့တော့ဏိဒမ်းမှာဒီပြဿနာရဲ့နောက်ခံအကြောင်းအရာကိုနောက်ခံဘာကြောင့်မို့ဘယ်လိုပြဿနာရှိပါလဲပေါ့အဲ့လိုအကြောင်းအရာကိုအခြေခံပြီးရမှာရှင်းပြပြီးရမှာနောက်ဆုံးကျမှပြဿနာတော့ဒါပါပဲဆိုပြီးရမှာ statement of the problem ပြဿနာကိုဖော်ပြရမယ်ဏိဒမ်းထဲမှာနောက်ဆုံးကျမှဖော်ပြခဲ့ဖော်ပြပြီးရမှာဒီခေါင်းစဉ်ကိုရေးပါမယ်ပေါ့နော်ဒီပြဿနာကိုဒီလိုခေါင်းစဉ်လေးပေးပြီးရမှာရေးပါမယ်အဲ့တော့ဒါဏိဒမ်းမှာပထမဆုံးအဲ့လိုတွေပြဿနာတည်ပြီးပြဿနာကိုရွေးလို့ရသွားပြီဒီပြဿနာရှိတယ်ဒါကိုဘယ်လိုမတ်တက်နဲ့ရွေးမှာပါဆိုတော့
နည်းနည်း plan အကျဉ်းလေးရေးထားပြီးဆွဲထားပြီးလို့ရှိရင်အဲ့ဒါကိုနာမည်ဒါခေါင်းစဉ်လေးပေးလိုက်လို့ရသွားပြီဟာတော့ဘယ်လိုရေးမှာလဲ analyze ရေးမှာလား compare ရေးမှာလားစိုက်တဲ့ပြင်ပေါ့နော် method ကဘယ် method သုံးမှာလဲပေါ့နော် compare method လား comparative method လားနော် analysis method လားစိုက်တဲ့ပြင်နော် practical method လားစိုက်တဲ့ပြင် method တွေရှိသေးတယ်အဲ့တော့ဘယ် method ကိုသုံးမှာလဲဆိုတာမျိုးအဲ့တော့ဘယ် method ကိုသုံးပြီးရမှာဒီဟာကိုရှင်းပြမှာလဲပေါ့နော်ဒီပြဿနာကိုရှင်းပြမှာလဲအဲ့ဒါရေးပြမှာဒီခေါင်းစဉ်လေးကိုအဆင်ပြေလို့ပေးလိုက်ရမှာပေါ့ဆောင်းခေါင်းစဉ်ကpractical ဆိုရင် analysis ဆိုရင် analytical study ဒီလိုပေးမှာပေါ့နော်compare method သုံးမှာဆို comparative study စိုက်တဲ့ပြင်ပေးမှာပေါ့နော် criticize လုပ်မှာဆိုလို့ရှိရင် critical study ဒါမျိုးပေါ့နော်အဲ့တော့တာမင်ညပဲပေးမယ်ဆိုရင် study ဒါမျိုးပေါ့နော် study of something အဲ့လိုလေးပေးမယ်အဲ့တော့ဒါခေါင်းစဉ်လေးကိုပေးလိုက်တာပေါ့နော်အဲ့တော့ကိုကအကြောင်းအရာကိုရေးမဲ့ပြဿနာနယ်ပယ်ရဲ့ပြဿနာရဲ့နောက်ခံအကြောင်းအရာကိုပိုင်နိုင်နားလည်ထားဖို့နဲ့ကိုဘယ်လိုရှင်းပြမယ်ဆိုတာကိုအဓိကလိုတယ်အဲ့ဒါနာမည်ကတော့အဆင်ပြေသလိုပေးခဲ့တဲ့ကြလဲတဲ့မယ်မတဲ့ကြလဲမတဲ့ဘူးမတဲ့ရင် proposal မှာဟွာတွေကဘုတ်ဖွဲ့ရတယ်ပြင်ပေးလိုက်မယ်ခေါင်းစဉ်ကနည်းနည်းလေးတဲ့ဟိုကပေးတာဟိုမတဲ့သေးဘူးထားပါတော့နော်အဆင်မပြေသေးဘူးနာမည်ပေးတာအဆင်မပြေသေးဘူးဆိုရင်လူကြီးတဲ့ပေးလိုက်မယ်အဲ့တော့နာမည်ကတော့အဆင်ပြေသလိုပေးခဲ့ရတယ်ဒါပေမဲ့ကိုလုံးမဲ့ပြဿနာနဲ့ကိုကင်မဲ့ကိုသူ့လုံးမဲ့သူ့တင်တဲ့ပြဿနာ case ပေါ့နော်အဲ့ဒါကကိုဘာနဲ့ကိုရေးလဲနားလဲသဘောပေါက်ထားဖို့တော့လိုတယ်အဲ့တော့ပြဿနာမှာသေးလွန်းတာလည်းမလုပ်အောင်နော်သေးလွန်းတဲ့ပြဿနာလည်းသွားပြီးရမှာသူ့တင်တာလုပ်နေတယ်ကျယ်လွန်းတဲ့ပြဿနာဒါမှမဟုတ်နဲလွန်းတဲ့ပြဿနာနောက် controversy နော်အငင်းတအားငင်းခုန်ကြရများတဲ့ပြဿနာတွေသွားမကင်ရဘူးဒါလေးကအကြောင်းသားတွေသတိထားမယ်ဟာလေးကကျင်းလွန်းတဲ့ပြဿနာသွားပြီးသူ့တင်တာလုပ်နေတယ်ကျယ်လွန်းတဲ့ပြဿနာအဲ့ဒါလည်းသွားပြီးသူ့တင်တာလုပ်နေတယ်နဲလွန်းတဲ့ပြဿနာတစ်ခါကျတော့ပြဿနာကနဲနေရာမျိုးတွေရှိတယ်အဲ့မျိုးတွေလည်းသွားလုပ်နေတယ် controversy တအားအငင်းခုန်များဆရာမျိုးဆိုရင်လည်းသွားပြီးသူ့တင်တာမလုပ်နဲ့တဲ့ရှောင်လိုက်ပေါ့နော်အဲ့လိုတော့ရှိတော့ကြည့်တယ်အဲ့တော့ပြဿနာဟာမတိမ်မနဲ့မကျင်းမကျယ်မျိုးလေးဖြစ်ရမယ်အဲ့လိုတိတ်နဲ့လွန်းနေတာမျိုးကြီးလည်းမကြိုက်သေးဘူးအဲ့လိုမျိုးရှိအဲ့တော့ပြဿနာကိုရှာပြရမှာပဲသူတင်တာလောက်တာပိုကောင်း